ဒီနေ့ဗီဒီယိုလေးမှာကျွန်တော်ပြောပြမှာကတော့ကျွန်တော် secret technique လေးတစ်ခုဖြစ်တဲ့ဒီဘယ်လိုလဲ highlight ကစားရတဲ့မှာ technique တစ်ခုဖြစ်တဲ့ဥစ္စာပါလဲဆိုတော့ကျွန်တော် masking ထဲမှာကစားရဖြစ်ပါတယ်ဘယ်လိုသွားမလဲဆိုကျွန်တော်ဒီ masking ထဲကိုဝင်မယ်အမှဒီ range ဆိုရတဲ့မှာကျွန်တော် luminance range ကိုထောင်းမယ်အချိန်မှာကျွန်တော်တို့pointer လေးတစ်ခုပေါ်လာမယ်pointer လေးနဲ့ကျွန်တော်ဒီ highlight များတဲ့နေရာတစ်ခုကိုhighlight ဆိုတဲ့နေရာကိုထောင်းလိုက်မယ်အဲ့ဆိုကျွန်တော်ဒီမှာ range ကကြီးရပေါ့နော်ဒီနည်းနည်းအရင်မလို့အတက်ပိုင်းလေးထောက်တာများတဲ့ကြောင့်ဒီမှာပုံမှန် luminance range ကို short တင်ကစားလို့ရတယ်ဒီပေးရပြရလေးကျွန်တော်အပြန်ပို့ရလေးကျွန်တော်ဆွဲချမယ်နည်းနည်းလေးဆွဲမယ်ဒီအတွင်းနဲ့ဒါကျွန်တော်ထိချင်တဲ့ပုံနဲ့ဒီကန်တင်မယ်ပြပိုင်းပြန် short မယ် okay အဲ့ဒါလေးပြီးဆိုရင်ကျွန်တော်ဒီမှာ software ကြည့်ပါဦးနော်ကျွန်တော်ဒီ highlight short မယ်ကျွန်တော်ပုံချင်းနောက်လေးပေါ့နော် okay ကျွန်တော်ဆက်မှတော့ဆိုရင်ကျွန်တော်တို့မစိုးဘောနော်ကောင်းကောင်းအဆင်ပြေဘောနော်ကျွန်တော်တက်တော့ okay အဲ့ဆိုရင်ကျွန်တော်ပြီးရင်ဒီမှာကျွန်တော်တော့ scale လေးကိုရေးအဲ့ဒါလေးလို့တော့ clarity နဲ့ texture လေးကျွန်တော်ငယ်ပြန်ချမယ် okay အမှကျွန်တော်တို့ before and after ကိုကျွန်တော်ကြည့်လို့ရရပါတော့ okay ဒီမှာကျွန်တော် before after တော့မှာနို့ပြီးတော့ကျွန်တော် texture မှာပြောပြနေcommon skin ကိုရမယ်ဖြစ်ပါတယ်။ Okay ဒီနေ့ဗီဒီယိုလေးကတော့ကျွန်တော်ဒီလောက်ပါပဲbrother တို့ရောဒီရိုးညမှာကျွန်တော်ဒီ highlight ကိုင်းနေနီး technique တွေနဲ့တောင်းလဲဆိုတော့ comment မှာကျွန်တော်ရေးခဲ့လို့ရပါတယ်။နောက်ဗီဒီယိုမှာကျွန်တော်ပြန်လည်ဆောင်တွေ့ကြပါမယ်။